ကျွန်တော်ဒီဖုန်းလေးပေါ့နော်ဒီနားနေပြီးတော့ဒီလိုဖွင့်လိုက်ဒီပချမ်းပေါ့နော်ဒါမျိုးလေးဖွင့်လိုက်ပြီးတော့ရှင်ဒီအောက်အပေါက်ထဲမှာစကူလေးတစ်လုံးရှိတယ်အဲဒီစကူလေးအရင်ဖြုတ်လိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီအဖြူကနေပြီးတော့ဗောနော်ဒီပချမ်းဒီလိုခိုင်တာဒီပချမ်းအဖြူဒီဘာဒီလိုဆိုတဲ့ဒီတော့ကျွတ်တယ်ဒါပေမဲ့ဒီလိုထိမ့်လိုက်ဗောနော်မနက်ပတ်နဲ့ထုတ်ပြီးအပေါ်နဲ့မြောက်အောက်ကိုဖိချလိုက်ဗောနော်သူကဒီနှစ်ငုံနဲ့ဒီပေါက်ကနှစ်ပေါက်ဒီနားမှာပေါက်လေးနှစ်ပေါက်ရှိအဲဒီပေါက်လေးနှစ်ပေါက်ကိုထိုးတာဗောနော်ပြီးလို့ရှိရင်ကျွန်တော်ကျိုးဖို့ဒီလိုမျိုးထည့်ပေးထားတယ်ဒီချက်လေးကိုကောင်လေးကိုဖိချလိုက်ဖိပြီးတော့ကျိုးလေးရုံဆွဲထုတ်လိုက်ပြီးလို့ရှိရင်ဒီမှာစကွန်နှလုံးကျွန်တော်ပြန်တက်ပေးထားအဲစကွန်နှလုံးကိုချုပ်လိုက်ဗောနော်ဒီအောက်မှာဒီပုံမှာစကွန်နှလုံးအဲနှလုံးဗောနော်အဲစကွန်နှလုံးဆိုလိုက်ပြီးရှင်ဒီရဖိုင်လေးကိုဆွဲထုတ်လိုက်ဗောနော်ဒီဖိုင်လေးကိုဆွဲထုတ်ထားတာဆွဲထုတ်ထားပြီးလို့ရှင်ဘေးတကားလေးဖွင့်လိုက်ဘေးတကားဒီလိုမျိုးဗောနော်အဲဒီဘုံကြာသွားပြီဆိုရင်ဖိုင်လက်ကိုကျွန်တော်တို့အပြာလေးပြပေးထားနေရနှစ်ခုကနေပြီးတော့ဆွဲထုတ်လိုက်ပြီးရှင်ဒွန်ထုတ်လို့ရှင်ကျွန်တော်ဒီဘေးနားဒီအထွန်ဓာတ်တွေနဲ့ဒီဒွန်ကိုမထိစေနဲ့ဗောနော်ဒီကောင်ထိသွားလို့ရှင်နာပြီးပြီးတော့စာလေးမှာအဆက်လေးတွေပြီးအစင်းကြောင်းတွေပြီးပါတက်တယ်ကျွန်တော်အဲ့လိုမျိုးဘေးတကားဒွန်နဲ့ဖြုတ်ဦးရပြီဆိုရင်ဒီကျိုးလေးသုံးခုကိုဒီလိုရှေ့လေးဆွဲထားပြောရင်ကျွန်တော်ထုတ်ပေးတာဆေးရင်ပေါ့နော်ဆေးရင်ကိုကျွန်တော်ဒီဘက်ကအဆေးတောက်အပြာရောင်ဘက်ကအပြင်မှာထားမှာပေါ့နော်ဒီဘက်ကအငုတ်လေးတွေကဒါအတွင်းထဲဝင်ရမှာထဲတဲ့ကိုဒီလိုထဲလိုက်ဒီကျိုးကိုဒီလိုလက်နဲ့ဖိတာပေါ့နော်လက်နဲ့ဒီလိုဖိတာပြီးလို့ရှိရင်ဆေးရင်ကိုအဒီလိုလေးခွက်ဒီအပေါင်းနဲ့ခွက်ဒီကြောက်အောင်ထဲလိုက်တော့ထည့်ပြီးတော့ဆိုရင်အပေါ်တက်အောက်ဆင်းအဲ့လိုမထုတ်လုပ်ပြီးထည့်ပြီးပေါ့နော်နည်းနည်းချက်နေနေမှာဒါမှမဟုတ်နည်းနည်းလေးအပေါ်တက်အောက်ဆင်းထုတ်လုပ်ပြီးတော့အစုံလေးထည့်လိုက်နော်အစုံလေးဖိထည့်လိုက်ထည့်ပြီးလို့ရှိရင်ဒီမှာသူက socket လေး3ခုရှိတယ်အဝါရောင်ဟာခဏဖယ်ထားလိုက်ဒီမှာ socket ဒီမှာ3ပေါင်းနဲ့ဒီဘက်ကတော့အပေါက်များဟာနော် socket ကြီးတဲ့ဟာကို socket ကြီးတဲ့ဟာရှိတယ်ပေါ့နော် socket ကြီးတဲ့ဟာကိုကျွန်တော်ဒီမှာ socket ဒီမှာလည်း socket အပေါက်ကြီးပေါ့နော်အဲ့ကြီးတဲ့ကိုကျွန်တော်ဘယ်လို socket မလဲဆိုတော့ဒီမှာဒီလိုကြီးလိုက်ရင်သူအငုတ်လေးတွေအပေါ်မှာကျွန်တော် socket အပေါက်ကလည်းကျွန်တော်အပေါ်မှာရှိရမယ်ပေါ့နော်ပြီးမှ quality ထည့်လိုက်ပြီးရင်ကျွန်တော်ဒီအောင်မိအောင်ထည့်ပါနော်ဒီကောင်မိအောင်ဖိထည့်လိုက်နော်ကိုဘက်ဒီဘက်ဖိထည့်လိုက်ဖိထည့်ပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုထားမလဲဒီမှာသူကကျွန်တော်ကဖြုတ်လိုမျိုးလေးအဖြူဟိုဟာလေးရှိတယ်အဲ့ကောင်လေးကိုနည်းနည်းလှန်လိုက်လှန်ပြီးလို့ရှိရင်ကျိုးလေးဒီကြားထဲထည့်လိုက်နော်ကျိုးလေးဒီကြားထဲကိုအဲ့လိုမျိုးဝင်သွားပြီဆိုမှကျွန်တော်အပေါ်ကနေပြီးတော့ဒီအပေါ်အခေါင်လေးကိုဖိထည့်လိုက်ဟိုပေါက်ခဏအိုက်ချင်းမှာအပေါက်လေးတစ်ပေါက်ရှိတယ်အဲ့ပေါက်လေးတွေကိုဖိထည့်လိုက်နော်အဲ့လိုဖိထည့်ပြီးတော့ကျိုးကသူကမထွက်တော့ဘူးနော်သူကလည်းသူကွက်တိကြောက်ပါပြီအဲ့ဒီကြလို့ရှိရင်ဘာထည့်ရမလဲဆိုတော့ကျွန်တော်ကဖြုတ်လိုက်တဲ့ဒီနားကဖန်လေးပေါ့နော်အဲ့ဖန်လေးဒီကောင်လေးဖန်ပါတဲ့ဟာလေးပေါ့နော်အဲ့ကောင်လေးကိုဒီကျိုးနှစ်ချောင်းကိုဒီလိုအပြင်မှာခဏကပြန်ဖိထားပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီငုတ်ဒီမှာအငုတ်တစ်ငုတ်ရှိတယ်ဒီနောက်အငုတ်လေးအမဲငုတ်လေးတစ်ငုတ်ဒီငုတ်လေးအဲ့ငုတ်လေးကကျွန်တော်ဒီဖန်ရဲ့ပေါ့နော်ကျွန်တော်ဖန်ကတော့ဒီလိုထားမှာပေါ့ဖန်ကဒီလိုထားမှာနော်ဖန်အပေါ်မှာအောက်ကဟာလေးကအောက်မှာပြီးလို့ရှိရင်ဒီဘက်ကအပေါက်လေးအပေါက်အကျယ်ကြီးပေါ့နော်အဲ့အပေါက်အကျယ်ကြီးကဒီအဲ့ဟိုဟာတွေကိုဝင်အောင်ရင်တွင်းလိုက်ကျွန်တော်ခဏကျိုးကျွန်တော်ပါဝိုင်းအဲ့လိုမျိုးအပေါက်လေးထဲအရင်တွင်းလိုက်တွင်းပြီးရတယ်ကျွန်တော်ဒီဘက်ချမ်းမှာလည်းအငုတ်လေးတစ်ငုတ်ရှိတယ်ဖြူငုတ်လေးရတယ်ဒီအပေါက်ထဲကိုကွက်တိကြအောင်နော်ပြီးလို့ရှိရင်အဲ့လိုမှမကြောက်ဘူးဆိုရင်နည်းနည်းလေးဟိုဘက်ချမ်းအောင်အဲ့ဒီကောင်းအရင်ထည့်လိုက်ပါနော်ပြီးရင်နည်းနည်းမာပြီးတော့မာပြီးတင်လိုက်ပါနော်မာပြီးတော့ထည့်ဦးဖိထည့်လိုက်ပြီးလို့ရှိရင်ဒီကောင်းလေးကိုပြန်ထည့်အဲ့လိုကြပြီဆိုမှစကူလေးနှလုံးပါနော်ခုနကကျွန်တော်ဖြုတ်လိုက်တဲ့စကူနှလုံးအဲ့စကူလေးနှလုံးပြန်ဆုပ်လိုက်ပါနော်ဒီဘက်မှာဒီနားလေးမှာအောက်ချင်နားလေးမှာတလုံးနော်ပြီးလို့ရှိရင်အပေါ်ဒီဘက်အပေါ်လေးပေါ့နော်ဒီနားလေးမှာတလုံးပြီးလို့ရှိရင်အဲ့လိုစကူနှလုံးဆုပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာအဖြူကွင်းလေးပဲတူတကွင်းရှိအဲ့ကွင်းလေးကိုကျွန်တော်ကပြောသလိုကျိုးလေးနဲ့ဒါလေးဒီကျိုးအတွင်းထဲရောက်ထည့်ပြီးတော့မှဒီအဖြူငုတ်လေးပေါ့နော်အဖြူငုတ်လေးကိုဒီအပေါက်ထဲကိုကွက်တိထည့်လိုက်
တော့ထည့်ပြီးသွားပြီဆိုတော့မှကျွန်တော်ဒီမှာချိန်လေးတစ်ခုရှိတယ်ဒီစိမ်းမှာဟောဒီချိန်လေးပေါ့နော်အဲ့ချိန်လေးကိုဒီလိုလေးချိန်လိုက်အရင်ဆုံးနော်ချိန်ပြီးပြီဆိုတော့မှကျွန်တော်ဒီမှာလဲ socket ကဒီဘက်မှာမတိမတာလေးအငုတ်လေးနှစ်ငုတ်တိလေးရှိတယ်ဒီအပေါ်လေးမှာပေါ့နော်ဒါကျွန်တော်ဖုန်းနဲ့ရထားတော့တိတ်တော့မမြင်အောင်အဲ့ဖြူငုံလေးနှစ်ခုကကျွန်တော်ဒီဘက်ချမ်းညာဘက်ချမ်းမှာပေါ့နော်ရှိရမယ်ဒီလိုမျိုးလေးပေါ့ socket လေးဒီလိုဖြုတ်သွားမယ်ဒီမှာအပေါက်မြောင်းလေးပါတဲ့ဟာကဘယ်ဘက်ချမ်းဒီအငုတ်လေးပါတဲ့ဟာကညာဘက်ချမ်းအဲ့ဒါကိုကွက်တိတဲ့လာနော်တဲ့ဖိတ်ပြီးမှပြီးမှဖိထည့်လာအဲ့ဆောင်းဒီဖိထည့်လိုက်မနော်ဖိထည့်ပြီးလို့ရှိရင်ဒီမှာလဲ socket တခုဒီကောင်ကျတော့အောက်ဖြုတ်သွားတယ်သူကကြောက်ဒီမှာလေအပင်လေး3ပင်လေး3ပင်အပင်လေး3ပင်ကအောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအပေါက်ကလည်းအောက်မှာထားပြီးတော့မြောင်းပါတဲ့ဟာကိုအပေါ်မှာထားပါနော်ထားပြီးလို့ရှိရင်အဲ့ဒါနေကွက်တိလေးတဲ့လိုက်sorry အဲ့ဒါကွက်တိတဲ့ထားလိုက်ပါနော်တဲ့ပြီးမှပွားနေပြီးတော့ဖိထည့်လိုက်နော်ဒါဆိုရပြီပြီးတော့ရှိရင်နောက်တစ်ခုကအဖုံးပါနော်ကျွန်တော်ကဖြုတ်တဲ့ဖုံးဒီဖုံးကဒီကောင်လေးအဓိကမပြုတ်စေနဲ့ပေါ့နော်တကယ်တော့ဒီကောင်လေးပြုတ်သွားခဲ့လို့ရှိတော့ကျွန်တော်ဒါမပြုတ်သေးရင်တော့ဟိုဘာမှမဖြစ်ဘူးတကယ်ပြုတ်သွားရင်ကျွန်တော်တို့ဒီမှာစပလိန်ကသူကဒီလိုမိတ်ချိတ်ထားတယ်စပလိန်ပြုတ်သွားတယ်ဆိုရင်စပလိန်ကိုနေတော့ကျွန်တော်ဒီအကောင်လေးရောချိတ်လိုက်ချိတ်ပြီးရှင်ဒီအဝိုင်းလေးကိုဒီလိုတည့်လာပြီးရှင်ဒီလိုမျိုးညထားလိုက်ပါနော်ထားပြီးရှင်ဒီစပလိန်ကစပလိန်ပါတဲ့ဘက်ချမ်းအောက်မှာရှိရမှာပေါ့နော်ပြီးရှင်ကွက်တီဒီလိုထည့်လိုက်ထည့်ပြီးရှင်ဒီနားလေးကိုကန်လိုက်ပါနော်ကန်ပြီးမှဒီအပေါက်လေးကိုကွက်တီထည့်လိုက်နော်ဒါမပြုတ်သေးဘူးမပြုတ်ရင်တော့ဘာမှလုပ်ဆရာမလို့ပြုတ်သွားလူတွေတော့ပေါ့နော်တကယ်ပြုတ်သွားခဲ့လို့ရှင်အဲ့လိုမျိုးလေးကျွန်တော်ပြောသလိုခေါင်းကလေးပြန်ထည့်လိုက်ဒီကောင်ကတော့အတွင်းထဲမှာပဲရောက်ရမှာဒီအဲ့တက်လေးရတော့နော်အတွင်းထဲမှာရောက်ရမယ်ပြီးရှင်ဒီလိုထုတ်ထားလိုက်ဒီလိုလှန်လိုက်ပါလှန်ပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုထည့်မလဲဆိုရင်ကျွန်တော်ဒီဘက်ချမ်းညာဘက်ချမ်းကွက်တိတိုင်းပြီးတော့ထည့်လိုက်ပေါ့ဒီဘက်ချမ်းအတွင်းတော့ထည့်လိုက်ဒါမှဒီမှာအတွင်းကိုကြားဖို့ဒီငုတ်လေးနှငုတ်ကဒီခန်းနေအဲ့ဆိုရင်ဘယ်လိုမလဲဆိုရင်ဒီကောင်လေးကနေပြီးတော့ဒီကာဘာလေးနည်းနည်းလေးဆွဲလိုက်ဟိုဘက်လေးအားလေးနဲ့တုံးပြီးတော့ပေါ့နော်အားနဲ့တုံးပြီးတော့ဟိုဘက်ချမ်းနဲ့တုံးလိုက်ဒါဆိုရင်ဒီအတွင်းထဲကိုကွက်တိကြောင်သွားလိမ့်မယ်ပြီးတော့မှအဲ့ထဲကိုဖိထည့်လိုက်ပါနော်ပြီးလို့ရှိရင်ဒီဘက်ချမ်းမှာစကူအပေါက်ကဒီမှာမမြင်ရဘူးမမြောက်ချင်ကျွန်တော်အပေါ်လေးနည်းနည်းဖိတယ်နော်ဒါဆိုသူကရသွားပြီဟိုရသွားပြီဆိုရင်အမအပေါက်လေးမြင်ရပြီဆိုမှစကူလေးကိုစကူတယ်ပါချင်းကောက်ထည့်လိုက်ပါနော်အဲ့လိုစကူဆောက်လိုက်ပြီးတော့မှဒီဘေးဖုံးလေးပိတ်ထားလိုက်ပြီးလို့ရှိရင်နောက်တစ်ခုကဘာကြံလဲဆိုတော့ dry unit ကြံdry unit ကြံလို့ရှိရင် dry unit ကလက်သတိထားပေးပါနော် dry unit ထဲတဲ့ခါမျိုးကြောက်လို့ရှိရင်အရန်သတိထားရတယ်ဘာကြောင့်လဲဆိုဒီတော့ dry unit ထဲအထိုင်မကြောက်လို့ရှိရင်စာလုံးဝမပေါ်ဘူးပေါ့နော်တော့ဒီမှာဒီဘက်ချမ်းမှာအငုတ်လေးတစ်ငုတ်ဒီဘက်ချမ်းမှာလည်းအငုတ်လေးတစ်ငုတ်အဲ့နှစ်ငုတ်ကကျွန်တော်ဒီမှာနှစ်မြောင်းရှိတယ်ဒီဘက်ဘေးချမ်းမှာလည်းတစ်မြောင်းဒီဘက်ဘေးချမ်းမှာအောက်မှာတစ်မြောင်းနှစ်မြောင်းပေါ့နော်ဒီဘက်ချမ်းမှာလည်းအပေါ်တစ်မြောင်းဒီမှာအောက်တစ်မြောင်းပေါ့နော်အောက်တစ်မြောင်းမဟုတ်ဘူးဒီကကျွန်တော်ခဏကပြတဲ့ဒီအငုတ်နှစ်ခုကပေါ့နော်အဲ့ကောင်ကကျွန်တော်တို့အပေါ်မြောင်းလေးကိုထည့်ရမှာပေါ့နော်ဒီတော့ကျွန်တော်တို့အရင်ဆုံးဒီဘက်ချမ်းတစ်ချမ်းကိုအရင်ဆုံးတင်လိုက်ဒီနားလေးအဝလေးပဲအဲ့ကြဒီဘက်ချမ်းကိုလည်းညာဘက်ချမ်းကိုလည်းအပေါ်လေးဒီလိုတင်လိုက်တင်ထားပြီးပြီဆိုတော့မှဒီလိုလေးပေါ့နော်အပေါ်လေးနည်းနည်းလေးအပေါ်တားကြီးတဲ့ကက်ဆရာမလို့ပေါ့နော်အလင်းနောက်လည်းကွက်တီချပြီးတော့ဒီထည့်ရပါနော်ပြီးရရှင်ဒီနှစ်ခုကိုဖိထည့်လိုက်နော်ဒီအပြာနှစ်ခုပေါ့နော်အဲ့အပြာနှစ်ခုကိုဖိထည့်လိုက်ဖိထည့်ပြီးရင်ဘေးတကားလေးကိုထည့်လိုက်ခါကြလို့ရှင်ကျွန်တော်တို့ဘေး random ထည့်တာတော့မှဟိုပါပေါ့ random ထည့်တာတော့မှ तू ကဟိုတချို့တွေကကူးလိုက်တယ်စာမပေါ်လာခဲ့ဘူးဆိုရင်ပေါ့နော်ဆမ်ပေါ်လာခဲ့ဘူးဆိုရင်တော့ဒီဘက်လေးမှာကျွန်တော်ကတော့ကာဘာကတော့ကျွန်တော်ဖြုတ်ပြီးတာတားလည်းမဟုတ်တော့ပါတကယ်တော့မဖြုတ်ရလေကာဘာမဖြုတ်ရလို့ဒီမှာစကူအမဲနှလုံးရှိတယ်ဒီဖုန်းလေးမှာ iPhone လေးရဲ့ကြားထဲမှာဒီပေါက်လေးရှိတယ်အဲ့ပေါက်လေးကိုထိုးလိုက်အဲ့ဆက်ကတော့ခွင်ထားလိုက်ပေါ့နော်ဒီနားလေးရဲ့မိုင်းနဲ့ပြားလေးနဲ့ဒီအပြားလေးကိုထိုးလိုက်ထိုးလိုက်ချိန်မှာသူ set run နေမယ် set run အချိန်မှာဒီ drum light မလဲခဲ့တည်ရှိတယ်ပေါ့နော်မလဲခဲ့တည်ရှိတော့ကျွန်တော်ဒီညာဘက်sorry ဘယ်ဘက်ချမ်းကနေပြီးတော့ဒီအပြာရောင်လေးကိုဒီနားလေးကို set run တဲ့အချိန်မှာကောက်ပြီးထည့်လိုက်ဒီကောင်ကတော့ကျွန်တော်တို့တကယ်တော့တစ်ချက်ပိတ်လိုက်ပြီးရှင်ဒီကောင်ကနှစ်ဆင့်ဖွင့်ချတာမလို့ပေါ့နော်တစ်ဆင့်နဲ့ခဏချတာပြီးရှင်ဒီ drum နဲ့ဒီကောင်ဒီနားလေးထိုးလိုက်အမှ set run လာလိမ့်မယ် run လာတဲ့အချိန်မှာကျွန်တော်ညာဘက်ချမ်းဘယ်ဘက်ချမ်းကဒီကောင်လေးကိုဖိထည့်လိုက်အဲ့ဆိုရင်ဒီ drum လေးလိုက်လေသွားလိမ့်မယ်ဗျအဲ့ drum လေးလိုက်လေပြီဆိုရင်ဒီကောင်လေးထုတ်ပြီးတော့ပြန်ပိတ်လိုက်ဒါဆိုရင်ဒီရသွားလိမ့်မယ်နော်ဒါကမလဲကျွန်တော်တို့ထုတ်ကြည့်တော့မှဒီကောင်အရင်လုံးဆရာမလို့ပေါ့နော်ထုတ်ကြည့်လို့မှသူကကျွန်တော်ကတော့ဖွင့်ကြည့်လို့ဒီကောင်လေးထိုးလို့မလဲဘူး drum မလဲဘူးဆိုမှဒီကောင်လေးဖိရအောင်ပေါ့နော် drum လဲခဲ့ဒီရှိတော့ဘာမှလုပ်ဆရာမလို့ပါဘူးဒီဘက်တပည့်တကားလေးပိတ်ပြီးတော့စာရေးလေးထုတ်လိုက်ရပြီပေါ့နော်